ပင်ကွင်းလေးတွေကိုမြင်လိုက်တာနဲ့လူတိုင်းကချစ်ကြတာပါလမ်းလျှောက်ရင်တလုံလုံနဲ့ဖတ်ချင်စရာကောင်းတဲ့သူတို့လေးတွေဟာတကယ်တော့အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားကြပါတယ်သူတို့အကြောင်းကိုတေးချလေ့လာကြည့်အောင်သူတို့ကငှက်တွေပါဒါပေမဲ့ပြလို့မရဘူးပင်ကွင်းတွေဟာငှက်မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်ဒါပေမဲ့တခြားငှက်တွေလိုမိုးပေါ်ကိုပြန်တက်မဲ့အစားသူတို့ရဲ့အတောင်ပန်းတွေကိုရေကူးလက်တက်အဖြစ်ပြောင်းလဲအသုံးပြုကြပါတယ်ရေအောက်မှာကူးခတ်တဲ့အခါသူတို့ဟာကောင်းကင်မှာပြန်တန်းနေသလိုမျိုးအလွန်လျင်ပြန်ပြီးဖြတ်လက်ကြပါတယ်။ဘာလို့အမြဲတမ်းဝတ်စုံပြည့်ဝတ်ထားတာလဲ။ပင်ကွင်းတို့ရဲ့အမဲရောင်ကြောပြက်နဲ့အဖြူရောင်ပိုက်သားဟာ fashion ကြဖို့တသက်မဟုတ်ပါဘူး။ဒါဟာ counter shading လို့ခေါ်တဲ့ရန်သူဘေးကကာကွယ်တဲ့တဘာဝအယောင်အသွေးပါ။ရေထဲမှာရှိနေတဲ့အခါအပေါ်ကနေငုံကြည့်ရင်အမဲရောင်ကြောပင်ကပင်လယ်ရေအောက်ပိုင်းအမောင်တို့နဲ့ရောသွားပါတယ်။အောက်ကနေမော်ကြည့်ရင်သူတို့ရဲ့အဖြူရောင်ပိုက်သားကအပေါ်ကနေဖြာကျနေတဲ့နေရောင်ကြီးနဲ့ရောသွားပါတယ်။ဒါကြောင့်ဖြန်တွေငမန်းတွေရန်ကနေသူတို့ကိုယ်သူတို့ကာခွေနိုင်ကြတာပါ။ရေငန်ကိုတောက်နိုင်တဲ့အစွမ်းလူတွေကပင်လယ်ရေကောက်ရင်ယောဂရနိုင်ပြီမဲ့ပင်ကွင်းတွေမှာတော့မျက်လုံးအထက်မှာ supraorbital gland ဆိုတဲ့အထူးကလင်းတစ်ခုရှိပါတယ်။သူတို့ကပင်လယ်ရေတောက်လိုက်ပြီမဲ့အဲ့ဒီကလင်းကနေစားဓာတ်ကိုတီးတန့်စစ်ထုတ်ပြီးနှာခေါင်းပေါက်ကနေပြန်ထုတ်ပြနိုင်ပါတယ်။အေးစိမ့်နဲ့ရေခဲပြင်ပေါ်မှာဘလို့ရှင်သန်တယ်လဲပင်ကွင်းတွေမှာထူးထဲတဲ့အစီလွှရှိသလိုရေစွတ်မခံတဲ့အမွဲတောင်တွေကလည်းအလွာလိုက်ရှိနေပါတယ်။နောက်ပြီးသူတို့ဟာအချင်းချင်းဝိုင်းဖွဲ့ပြီးကက်ရက်နေခြင်းအထက်ခန္ဓာကိုယ်အပူချိန်ကိုထိမ့်သိမ်းကြပါတယ်။အထဲထဲမှာရှိတဲ့သူကအပြင်ထွက်အပြင်ကသူကအထဲဝင်ပြီးတလဲ့စီအပူပေးတတ်တဲ့ချစ်စရာကောင်းတဲ့အလေးအထက်ရှိကြပါတယ်။ချစ်ချင်းမေတ္တာနဲ့မိသားစုအချို့သောပင်ကွင်းမျိုးစိတ်တွေဥပမာဂျန်တူတွေဟာသူတို့ချစ်တဲ့သူကိုဖွင့်ပြောဖို့ကြောက်ခဲလေးတစ်လုံးကိုလက်ဆောင်ပေးတတ်ပါတယ်။သူတို့ဟာသစ္စာရှိတဲ့ဇနီးမောင်နှမတွေအဖြစ်လူသိများပြီးဖခင်ထစ်သူပင်ကွင်းတွေဟာဥကိုအေးခဲမသွားအောင်သူတို့ရဲ့ခြေထောက်ပေါ်တင်ဗိုက်အစီလွှနဲ့နှွေးထွေးအောင်ရပ်ပေါင်းများစွာမစားမတော့ဘဲစောင့်ရှောက်တတ်ပါတယ်။တင်သိပါသလား။ပင်ကွင်းမျိုးစိတ်ပေါင်း18မျိုးခန့်ရှိပြီးအားလုံးဟာကမ္ဘာတောင်မှတ်ချမ်းမှာပဲနေထိုင်ကြပါတယ်။ပင်ကွင်းတွေဟာရေထဲမှာနေလာကိုပိုးနှစ်တက်ပြီးသူတို့ရဲ့ဘဝတက်တန်း85%ကိုပင်လယ်ထဲမှာပဲကုံဆုံးကြပါတယ်။